လက်ရှိတိုက်စစ်စုဖွဲ့နဲ့ဆိုရင်ရောဒီနှစ်မှာဘရာဇီးကိုမျှော်လင့်လို့ရမှာလားအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကမ္ဘာဖလားပွဲစဉ်၄ပွဲတိရှိပါတယ်ခင်ဗျဆိုတော့အဲ့ဒီ၄ပွဲနဲ့ပတ်သက်ပြီးတော့ပွဲချုပ်သုံးသက်ချက်လေးတွေကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျပထမဆုံးပွဲစဉ်အနေနဲ့ကာတာနဲ့ဆွစ်ဇာလန်တို့ကစားမဲ့ပွဲအကြောင်းကိုပြောမှာဖြစ်ပါတယ်ခင်ဗျကာတာကဒီအုပ်စုမှာအနည်းဆုံးအသင်းလို့ပြောလို့ရပါတယ်ဒီပြိုင်ပွဲမတိုင်ခင်ကစားခဲ့တဲ့ခြေစမ်းပွဲတွေမှာလည်းဒီအသင်းကအားရစရာအနေထားမရှိခဲ့ပါဘူးဗျပြီးတော့ဒီကစားသမားတဦးချင်းစီရဲ့စွမ်းဆောင်ရည်ခြေစွမ်းအဆင့်တန်းဒါတွေကအာရှမှာဆိုရင်အာရှအဆင့်မှာဆိုရင်တို့ကနေထားတစ်ခုရှိတယ်ဆိုပေမဲ့ဒီကမ္ဘာအဆင့်မှာတော့နေရာရစရာအကြောင်းမရှိပါဘူးခင်ဗျဆွစ်ဇာလန်အတွက်ဒီအုပ်စုကခက်ခဲမယ်လို့မထင်ပါဘူးအထူးသဖြင့်သူတို့ကဒီပွဲမှာ၃မှတ်အပြည့်ယူပြီးတော့ကမ္ဘာဖလားလိုပြိုင်ပွဲမျိုးကိုတက်တောင့်တက်တာနဲ့သူတို့အစားပြုထားနိုင်မှုစ조사ပါလိမ့်မယ်ဆွစ်ဇာလန်မဲ့၃မှတ်အပြည့်တေချာသွားမဲ့ပွဲလို့ထင်ပါတယ်ခင်ဗျနောက်ထပ်တစ်ပွဲကတော့ဘရာဇီးနဲ့မော်ရိုကိုတို့ကစားမဲ့ပွဲဖြစ်ပါတယ်အန်ဆယ်လော့တီနဲ့အတူလက်ရှိဘရာဇီးတင်းရဲ့တိုက်စစ်အစုဖွဲ့ဘယ်လောက်ထိဆွဲတင်နိုင်မလဲဆိုတော့ကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီအသင်းကအရန်ကြီးဟန်ချက်ညီနေတယ်လို့တော့ကျွန်တော်တို့မထင်ဘူးသူတင်ကိုတင်ကစားရတဲ့ပွဲတွေမျိုးမှာဆိုရင်ခန်းစစ်ပိုင်းအမားတွေကအသင်းကိုဆွဲချသွားနိုင်တယ်လို့ကျွန်တော်ထင်နေတော့မယ်မော်ရိုကိုကပြီးခဲ့တဲ့ကမ္ဘာဖလားမှာတော်တော်လေးအောင်မြင်မှုရခဲ့တယ်လို့ပြောရမယ်ဒီအသင်းကတဦးချင်းခြေစွမ်းပိုင်းလည်းကောင်းတယ်အဲ့ဒီအပြင်မှာအသင်းလိုက်စ조사အားထုတ်မှုလည်းတော်တော်လေးကောင်းတဲ့အသင်းဖြစ်တာမို့အဲ့ဒီအချက်တွေကပဲဒီအသင်းကိုရလက်ကောင်းတွေရရှိစေပြီးတော့ပို့ပြီးတော့အောင်မြင်စေတယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီပွဲမှာမော်ရိုကိုအသင်းအမှတ်ခွဲယူသွားခဲ့ရင်လည်းအော်စရာမရှိဘူးလို့ထင်ပါတယ်ဗျဟေတီနဲ့စကော့တလန်ဟေတီအတွက်ဒီပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ရတာကတင်ကိုသူတို့အတွက်တမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်နေပါပြီဒါပေမဲ့ဒီအသင်းကအရန်ကြီးညံ့ဖြစ်နေတာမျိုးတော့မဟုတ်ဘူးခင်ဗျခြေစမ်းပွဲတွေအရာရောသူတို့အသင်းရဲ့ကစားပုံအရာပါအနေထားတစ်ခုထိတော့ကျွန်တော်တို့လက်ခံပေးရမယ့်အဆင့်တန်းမျိုးရှိတယ်စကော့တလန်ကဒီမျိုးဆက်မှာတော့ခေါင်းပြန်ထောင်လာတဲ့အသင်းလို့ပြောရမယ်ဒီအသင်းကစ조사ကစားတယ်တွန်းတွန်းတိုက်တိုက်နဲ့ပွဲချိန်ပြမမောမပန်းကစားတတ်တယ်တိုက်စစ်ပိုင်းကလည်းရိုးရိုးရှင်းရှင်းနဲ့ထိရောက်မှုရှိတဲ့ဘောလုံးပိတ်ပို့မှုတွေကနေသွင်းကိုတွေရယူတတ်တဲ့အသင်းမျိုးဖြစ်ပါတယ်ကြက်ခိုင်မှုပိုင်းရောနီးစနစ်ပိုင်းမှာပိုကောင်းတာကြောင့်စကော့တလန်တို့ဒီပွဲမှာအနိုင်ပွဲရသွားမယ်ဆိုပေမဲ့ဟေတီရဲ့တုံ့ပြန်မှုကောင်းတဲ့ပုံစံတချို့ကိုပါကျွန်တော်မြင်တွေ့ရနိုင်တယ်လို့ထင်ပါတယ်ခင်ဗျ။ဩစတြေးလျနဲ့တူရကီဩစတြေးလျကကမ္ဘာဖလားမှာအတွေ့အကြုံရင့်အသင်းသက်သင်းဖြစ်တယ်ဆိုပေမဲ့ဘာမှထူးထူးခြားခြားလုပ်ပြခဲ့တာမျိုးမရှိဘူးခင်ဗျ။ Harry Kewell တို့ခစ်တုံးကတော့မှအပြန်လန်အတိုင်းအတာတစ်ခုထိပေါ့နော်တုံ့ပြန်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းဒီမျိုးဆက်မှာကတော့ဒီအသင်းကဘာမှမျှော်လင့်ထားစရာမရှိစားပုံကရိုးရှင်းတယ်ပြင်းစရာကောင်းတယ်အရေးသွေးနဲ့ထိရောက်မှုပိုင်းကလည်းအားနေတယ်လို့ကျွန်တော်မြင်တယ်ခင်ဗျတူရကီကတော့ကစားအားကောင်းပြီးတော့တော်တော်လေးအလုပ်စူးစမ်းတဲ့အသင်းလို့ကျွန်တော်မြင်ပါတယ်လက်ရှိမှာလည်းရီဒစ်အာဒါကူလာတို့လိုအရေးအသွေးမြင့်မာတဲ့ကစားသမားမျိုးဆက်တစ်ခုစတင်နေပြီဖြစ်ပြီးတော့လက်ရှိရှေ့စွမ်းတဲ့ရလက်ပိုင်းအရာလည်းအထင်ကြီးစရာကောင်းတယ်ခင်ဗျဆိုတော့ဒီပွဲမှာတူရကီပဲတက်တောင့်တက်တာနဲ့နိုင်ပွဲတစ်ပွဲရယူသွားမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လင်းထက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီ TikTok နဲ့ YouTube Channel မှာဒီကမ္ဘာဖလားပြိုင်ပွဲတွေနဲ့ပတ်သက်တဲ့နေ့စဉ်ပွဲကြိုသုံးသပ်ချက်တွေကိုတင်ပေးသွားမှာဖြစ်လို့ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာဘော်ဒါတို့ရောဒီနေ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲဘရာဇီးအသင်းတကယ်ပဲအမှတ်ခွဲပေးရနိုင်တယ်လို့ထင်လား